ကဲဒီနေ့မှာတော့ RAM မှာလည်းခဏတွေ့တယ် early game ကလေးက damage ကျမ်းပြီးတော့သွေးလဲတက်တယ် range လဲကျဲတဲ့ maximum ဖြစ်တဲ့ Xia ကိုကျွန်တော်ဘယ် maximum နဲ့ရှင်ထိန်အဆင်ပြေမလဲဘာကြောင့်လဲဆိုတာကိုကျွန်တော်ပြောပြပေးချင်ပါတယ် Xia နဲ့ရှင်ထိန်မယ်ဆိုလို့ရှိရင် तू က crit ကိုမစားဘဲနဲ့ body ခုထားခဲ့မယ်ဆိုရင်တော့ 1/1 တက်ပစ်ပြီးတော့စားလို့ရတဲ့ maximum မျိုးမှာအဆင်ပြေမှာပါအဲ့ဒီ maximum တွေကတော့ Granger တို့ Clint တို့ Papa Cuba တို့ Melissa တို့လိုမျိုးပေါ့ဗျာဒါပေမဲ့ Xia ရဲ့ ultimate က range အရန်ကျဲတော့ကိုယ့်ရဲ့ maximum range အရန်ကျင်းနေရမျိုးတို့ blink မပါတဲ့ hero မျိုးဆိုရင်အဆင်မပြေပါဘူးပြီးတော့ကိုယ့်ရဲ့ maximum Granger တို့ Clint တို့လိုမျိုး spare damage မဟုတ်ဘဲနဲ့ basic attack speed မြန်တဲ့ hero ဆိုရင်ပို့ပြီးတော့ကောင်းပါတယ် 1/1 impact လည်းများမယ် blink လည်းပါမယ် enemy ကို slow လည်းပါမယ်ကို့မှာလည်း defense လောက်ရမယ် attack speed လည်းမြန်မယ်ဆိုရင်တော့ Melissa ကိုပဲရွေးလိုက်လို့ကျွန်တော်ပြောချင်ပါတယ် Xia မယ်က blink spare မပါဘူးအဲ့တော့ Melissa ရဲ့ skill 2နဲ့ link ချိန်ထားမယ်တကယ်လို့သူပြန်ပြစ်မယ်ဆိုရင်လည်း2ယောက်တစ်ယောက်ပြန်မပြစ်ဘူးဆိုရင်လည်းကိုကအသက်လူကြီးပြစ်ရမယ်တကယ်လို့ range မမီဆိုရင်လည်း skate 2 link ရှိပြီးတော့ skate 2ပြန်ပြစ်နေမယ်ဆိုရင်တော့အဝေးကြီးကနေအသက်လူကြီးပြစ်ရမှာဖြစ်ပါတယ်တကယ်လို့သူပြစ်ကိုပြစ်မယ်ဆိုရင်တော့ကို့မယ် inspire နဲ့ပါအဲ့ဒါကြောင့် Xia ကို Melissa နဲ့ရှင်ထိန်မယ်ဆိုရင် hero nature ရတော့မနေဘူးလူရဲ့ skate ကြောင့်လည်းရှုံးရင်ရှုံးသွားဖို့ပါပဲဒီနေရာမှာဆိုရင်ကြည့်ပါ skate 2နဲ့ link ရှိပြီးတော့ skate 1နဲ့ခုံဝင်နေ inspire ဖွင့်ပြီးတော့ပြစ်နေတယ် Xia က blink spell မပါတဲ့အတွက် skate 2တွေကထွက်လို့မရပါဘူး 1/1 ရှင်ပြစ်မယ်ဆိုရင်လည်း inspire ဖွင့်နေတဲ့အချိန်မှာလုံးဝမနိုင်ပါဘူးအဲ့တော့အဖေကရှင်းလေးပဲသူ့မှာ win shot လိုမျိုး defense item ပါရင်ပါမပါလို့ရှင်ထွက်ပြေးလည်းမလွတ်ပါဘူးသိပါတယ်ဒီနေရာမှာဆိုရင်ကြည့်ဗျာကျွန်တော်ကလမ်းသွားရှင်းတာကျွံသွားပြီးတော့ကျွန်တော်ကို 4/1 လာပြီးတော့တီးရကျွန်တော်ထွက်ပြေးဖို့မစင်စားတော့ဘူးဗျာမလွတ်မဲ့တူ Xia ကိုပြန်ပြီးတော့ parcel ထုတ်သွားလိုက်ပါတယ်ပြောချင်တာ 1/1 ပြောနေဗျာ 4/1 မှာတော့ inspire ရှိနေတကောင်တော့ပြန်ခေါ်လို့ရပါတယ်ဒီနေရာမှာဆိုရင်ကြည့်လိုက် Melissa skate 2နဲ့ link ရှိပြီးတော့ edit mate နဲ့အကုန်လုံးနေရန်ကြားထဲမှာညှက်ထားလိုက်တာလုံးဝဘာမှလုပ်လို့မရတော့ဘူးဗျာဒီနေရာမှာဆိုရင် Frank က Xia ကိုတာဝါထဲမှာကိုက်ထားရင်အဲ့ဒါကို Tiger ကကျွန်တော်လှုပ်ဖို့လာတယ်ကျွန်တော် edit mate နဲ့ခင်းပြီးတော့နေလိုက်တယ်ဘာမှလုပ်လို့မရဘူးမြန်လာ Tiger ဒီနဲ့ဖြစ်နေဟိုဟာကြီးအကာကိုကြီးခွတိုးတယ် enemy တင်းကအမားကောင်းတွေများတဲ့အတွက်တိုင်နယ်ကြီးဝင်ကြိတ်တယ်ဒီအပေါက်လေးကပြန်ထွက်ရမှရှင်မှာထွက်လို့မရအောင်လို့ edit mate နဲ့ကျွန်တော် body ခုထားလိုက်တယ်ဗျာလုံးဝဘာမှလုပ်လို့မရအောင်တကယ်လို့သာ edit mate မရှိဆို Tiger ရစုတာတာဝါအပြင်ဘက်ရောက်ပြီးတော့ကျွန်တော်တေးနိုင်တယ်ဒါပေမဲ့ edit mate နဲ့ကာလိုက်တဲ့အတွက် Tiger ရဲ့တိုင်ထဲကိုပြန်ရောက်သွားခဲ့ပြီးတော့သူ့အတော်ပြန်ပြီးတော့ကေးရသွားခဲ့ပါတယ် Melissa က critical damage နဲ့ပဲဆော့ Trinity ဘေးနဲ့ပဲဆော့အဆင်ပြေပါတယ်enemy ဘက်မှာသွေးများတဲ့တန့်နေပါလာမယ်ဆိုရင်တော့ Trinity ဘေးမှာ Demon Hunter ပါတဲ့အတွက်ပို့ပြီးတော့ကောင်းတယ်လို့ recommend ပေးချင်ပါတယ် Melissa ကိုတန့်တကောင်သာ cover ပေးထားမယ်ဆိုလို့ရှိရင် Melissa ရဲ့ skill 2နဲ့တန့် body ခုထားမယ်ဆိုရင်သူ့ရဲ့အနားကိုရောက်ဖို့တော့တော်တော်လေးကိုခက်ခဲပါတယ် enemy ဘက်က melee hero ဖြစ်တဲ့ Shawn တို့ Thermal တို့လိုမျိုး hero တွေပါရင်တော့Melissa တော်တော်လေးကိုကောင်းတယ်သူ့ကိုလှုပ်ဖို့တော်တော်လေးလက်ခက်ခဲပါတယ်ချိုးလိုက်တော့ Demon Hunter ပါတော့ Alice ကိုခဏလေးတွင်းမှာဖြတ်ပြသွား Alice ကြီးက၄ယောက်ကြားတဲ့ဝင်လုံးတာဟေး Frank ကိုမကိုက်ပါနဲ့လို့ပြောရရင်ကိုက်လိုက်တာအိုးကိုက်မှတော့မထူးပါဘူးဆိုသွားပြလိုက်တာဟေး white out တွေပါဖြစ်ကုန်တာဒုက္ခတွေပါရောက်ကုန်ရောဟေးပြောချင်တာတော့ Hero Nature ဘလောက်တာလူအသုံးမကျရင်ရှုံးပါတယ်လို့เนาะပြောချင်တာတော့အဲ့ဒါပါပဲကိုလင်းက Hero Nature တာပေမဲ့အတင်းကအမားကောင်နေတဲ့အတွက် enemy နဲ့ရှင် drop it fail လို့ပြောလို့ရပါတယ်